အားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဗျာ2025ခု23ကြိမ်နှစ်လေးအားဆိုင်ကလေးပြပေးမယ်နှစ်ထိပ်ဆိုင်ကလေးနဲ့250 235ဒီဆိုင်နှစ်ခုတော့မပြတော့ဘူးတိုင်းပေါ်မရောက်ဖြစ်တာတွေကြာပြီဆိုတော့ဘိုင်ဘာမှာကနန်းတွေဘာလို့လိုချင်ဘိုင်ဘာမှာပဲလာခဲ့ကြပါနော်မိတ်ဆွေဟောင်းတွေကောက်တယ်လည်းပြည့်ကုန်ပြီဆိုတော့ကောက်တက်ကလေးနဲ့ Telegram တို့ YouTube တို့မှာပဲရှာကြည့်လို့ရတယ်နော်ဘိုင်ဘာနေတိုက်ရိုက်ကနန်းရခြင်းနဲ့တောင်းလို့ရပါတယ်မိတ်ဆွေနည်းလေးအာမွေးဆိုင်ကလေးပြပေးမယ်85ခုနှစ်3ကြိမ်4ကြိမ်5ကြိမ်3ကြိမ်4ကြိမ်5ကြိမ်မှာဒီစောင်း3လုံး4ခွန်လို့ဖြစ်တာဒီမှာ99ခုနှစ်3ကြိမ်4ကြိမ်5ကြိမ်မှာလည်းဒီစောင်း3လုံး4ခွန်4လို့ဖြစ်တာ2013ခုနှစ်မှာလည်း3ကြိမ်4ကြိမ်5ကြိမ်မှာ4ထိပ်4ခါခွန်ပိတ်4ခွန်လို့စောင်းဖြတ်3ချက်ထဲပဲရှိပါနော်အဲ3ချက်ထဲမှာခွန်ထိပ်ဒီ1 2 3မြင်ထဲမှာခွန်နောက်ပိတ်လို့တက်ပိတ်တာခွန်ထိပ်ဒီခွန်နောက်ပိတ်လို့တက်ပိတ်တဲ့လို့မဟုတ်ဒီမှာ4ခွန်လို့စောင်းဖြတ်ဒီမှာလည်းခွန်ထိပ်ဒီခွန်နောက်ပိတ်လို့တက်ပိတ်4ခွန်4လို့ဖြတ်ဒီမှာကျတော့5ထိပ်ဒီ5နောက်ပိတ်လို့တက်4ခွန်လို့ဖြတ်ဒီ4ခွန်လို့ဖြတ်တဲ့ခဏန်း3ခွက်ကဒီထိပ်3လုံးကလည်းမွေးခွက်ဒီစောင်း3လုံးကလည်းမွေးခွက်ပေါ့သူရဲ့73နှစ်မြောက်1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်10နှစ်11 12 13ဒီ73နှစ်မြောက်မှာဒီခွန်နောက်ပိတ်ဒီခွန်ထိပ်ဒီ3ညထိပ်ဒီ3ညခါခွန်3ည4လို့73နှစ်မြောက်မှာတဲတစ်ခွက်ထွက်ပြီဒီမှာလဲစောစောလိုပဲဒုတိယကမှာလဲထိပ်3လုံးက8ခွန်4စောင်း3လုံးကလည်း8ခွန်4မို့တစ်ခွက်ထဲဖြစ်နေတဲ့အတွက်8ခွန်ဆိုပြီးတော့1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်10နှစ်11 12 13နှစ်မြောက်မှာ8ခွန်လို့တဲထွက်ပြီတတိယကမှာကျတော့ဒီမှာနှစ်4 3လို့စောင်းဖြတ်ထားတဲ့ဟာ3နှစ်4ဆိုပြီးတော့73နှစ်မြောက်မှာ1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်10နှစ်11 12 13နှစ်မြောက်မှာ3နှစ်4လို့တဲထွက်ပြီးမှာပထမကပ်ပြန်သွားမယ်နော်ခွန်ထိပ်ဒီခွန်ပိတ်4ခွန်စောင်းဖြတ်ခွန်3ည40ခဏန်း3လုံးဒီ73နှစ်မြောက်မှာတဲထွက်သွားပြီတော့ပုံသေး4.5ပတ်လေရတယ်တကွက်ကထွက်ပြီးသေးတယ်မဒုတိယကမှလည်းခွန်ထိပ်ဒီခွန်ပိတ်4ခွန်စောင်းဖြတ်8ခွန်ဆိုတော့ကဏ္ဍကလည်း73နှစ်မြောက်မှာထွက်ပြီးဒီမှာလည်း
4.5ဆိုတဲ့ကဏ္ဍတစ်ခွက်ကပတ်လေအော်တိုကြပေးသေးတယ်တတိယကမှလည်း4-4ခုနှစ်ဆောင်ဖြတ်5ထိပ်ဒီ5ဖိတ်လို့တက်3-2-4ဆိုတဲ့ဒီဆောင် 3 လုံးအထောင်လေးကဒီမှာ3-2-4လို့တဲကြဒီမှာ4.5ကလည်းအော်တိုတစ်ခွက်ချပေးသေးတယ်ကျွန်တော်တို့ဆောင်ဖြတ်ကတော့တန်းကတော့ကြာသွားပြီဆိုတော့ထိပ်3လုံး3-2-4ဆိုတဲ့ကဏ္ဍ73နှစ်မြောက်ထဲမှာပဲပတ်လေအာပေါ့ကြပြီဒုတိယကမှာကျတော့8ခွန်4 8ခွန်ဆိုတစ်ခွက်ထဲဖြစ်တဲ့အတွက်ဒီမှာတတိယကကျတော့3-2-4ဆိုကဏ္ဍကြပြီးသွားပြီထိပ်3လုံးကျန်တော့2-2-4ဒီနှစ်ထဲမှာ2-2-4ကြပေးအောင်မယ်2-2-4အာမွေးဆိုင်ပေါ့ဒီမွေးဆိုင်ကလေးကိုဒီကျန်တဲ့ဒီနှစ်ကြိမ်မှာလိုက်ပြီးတော့ကစားကြည့်ကြပေါ့ဒီကြိမ်မှာပို့ပြီးတော့အားကောင်းတယ်ကျွန်တော်ဒီမှာဒါနှစ်ထိပ်ဆိုင်ပြပေးမယ်ဒီမှာခွာပေါင်း6ကိုခါဒီခွာ6ကသူ့ရဲ့ထက်တပင်2ပင်3ပင်4ပင်4ပင်ရဲ့ထက်မှာ6နောက်ပိတ်ဒီမှာလဲခွာပေါင်း6ကိုခါဒီခွာ6ကတပင်2ပင်3ပင်4ပင်ရဲ့ထက်မှာ6နောက်ပိတ်ဒီမှာလဲခွာပေါင်း6ကိုခါဒီခွာ6ကတပင်2ပင်3ပင်4ပင်ရဲ့ထက်မှာ6နောက်ပိတ်လို့ခွာ6ကတွားရိုက်တယ်ဒီမှာ8ခါ3ညပိတ်3ထိပ်တိုင်မင်လူတွေပေါ့နော်8ခါ3ညပိတ်3ထိပ်8ခါ3ညပိတ်3ထိပ်8 3ည3လို့ဒီမှာ3ချက်ခွေထားပေါ့အဲ့လို3ချက်ခွေပြီးတော့ခွာ6ကူခါ6နောက်ပိတ်ခွာ6ကူခါ6နောက်ပိတ်ခွာ6ကူခါ6နောက်ပိတ်အဲကောင်လေးတွေကဒီမှာဘာတွေပေးရတယ်ဆိုခွာ6ကူခါရဲ့အောက်ဇောင်းမှာ1 2 3တပင်ကျော်မှာပေါ့ဒီမှာ2ထိပ်ခွာ6ကူခါရဲ့တပင်ကျော်ဒီမှာ2ထိပ်ခွာပေါင်း6ကူခါရဲ့တပွဲကျော်ဒီမှာ2ထိပ်ရိုက်ချင်တယ်အဲ2ထိပ်ကလေးကဒီမှာခါ3လုံးစီညံတော့ခွန်ခါရဲ့ကျော်ကရှည်ပေါင်း2ဒီသူ့ရဲ့ဇောင်းကိုရှည်ပေါင်း2လို့ပို့ပြီးမှ2ထိပ်လို့ရိုက်2ထိပ်ရိုက်ဖို့အတွက်ဒီမှာ3နောက်ပိတ်ကလေးထောက်ပေးတာဒီမှာခွန်ခါဒီမှာကျတော့8ခါစီနီယံသွား8ခါရဲ့ကျော်မှာရှည်ပေါင်း2ဒီသူ့ရဲ့ဇောင်းပင်ကိုရှည်2လို့ပြန်တက်ဒီလိုတက်ပြီးဆိုမှဒီကို2ထိပ်လို့ပြန်ဆင်းဖို့အတွက်ဒီမှာ3နောက်ပိတ်ကလေးထောက်တာဒီမှာခွန်ခါ8ခါဒီမှာကျတော့9ခါရဲ့ကျော်မှာရှည်ပေါင်း2ဒီရှည်ပေါင်း2ဒီရှည်2လို့မဇောင်းကိုတက်ပေါက်အဲ့လိုရှည်ပေါင်း2တက်ပေါက်ပြီးမှဒီရှည်ပေါင်း2က2ထိပ်လို့ဒီဇောင်းကိုပြန်ဆင်း2ထိပ်ဆင်းဖို့အတွက်ဒီမှာ3နောက်ပိတ်ထောက်ထားတဲ့အတွက်ဒီပွဲကို2ထိပ်ပါကြာရင်လည်းကစားကြပေါ့ဒီမှာအင်တာနက်တွေမရတဲ့အတွက်စတားလင်းအနေနဲ့ပဲသုံးရတဲ့အတွက်တစ်ပတ်တစ်ခါကိုလိုင်းပေါ်မှာမရှိတဲ့အတွက်မိတ်ဆွေတွေနဲ့လည်းဆက်သွယ်ပြတ်တာပေါ့တော့ဒီပွဲမှာကစားခြင်းဆိုရင်ဒီ2-4ထိုးရမှာတော့2ထိပ်ကြိုက်လို့ချင်းဒါ2-4-2 2-4နှစ်ကွက်ပေါ့ဒီကောင်တွေကတော့ဒါ2ထိပ်နဲ့ဒီ site တွေတော့မပြတော့ဘူးနော်ဘယ်လို site ကနန်းနေ site မတင်ပြတဲ့မှာကြည့်ကျင်ဆိုကနန်းနေလိုက်ထိုးကျင်နေဆိုရင် Viber ကနေကနန်းတောင်းဟွာလေးတွေပို့ပေးထားပါမယ်ဘာပြားတစ်ချက်မှပေးစရာမလိုပါဘူးနော်တိုင်းတမဲလောင်းဆိုရင်မှတ်မိကြမှာပါအားလုံးပဲကံကောင်းကြပါစေ